စဉ်ပြီးဒုံဒုံချက်ချက်ချရေးစရာတွေးလေးတစရလာတာနဲ့မှပြေးလွှားပဲအမြန်ဆုံးစာအုပ်ကိုလှန်ပြီးအကြတရပြန်လည်ညီညီစကလုံးနဲ့ဖမ်းစီချနေညမပြတ်ဖြစ်ပြီးဆုပ်ယုပ်ပြန်ပြတ်သွားဝေဒနာခံတာထဒုက္ခရိလူပုံဘွားမှာဘာမှသာမဟုတ်တာသက်30နာကဖြတ်တန်းလူရရှိဟမ်းမပြတ်လုံးပြုံးတက်သွားပြီးဒါပြီးထပ်ပါမတ်သေးလဲမေးရဖြစ်နေကြကမိသားစုနဲ့ Rocky တာသူ့ဘာသာသူရှိနေတဲ့အမေရိကန်ကကပ်လီဘွားဒီကကောက်လန်ယူတဲ့ဓမ္မခပ်ပြီးဟာမိဘများကစားအန်တန်နဲ့မကြည့်ကြအကြောင်းထပ်ပြီးသားစကားဒီမနက်တီချ rapper အားလုံးလဲသိပြီးသားစကားပါတာဒီတခုတဲနဲ့တော့ဘွားလူမရက်တီမရအတ္တမကပူပူပြီးတတသွားတော့ဟောလောကမှာဓမ္မကကိုလူကိုအာရော့သွားရတာလောကဓမ္မတာတရားရဲ့ပနာမတဘာဝဘောရှားရနာရဖျားဟောကြားတရားဓမ္မအရာကောစုသူများကသာအာရပြောတာပြောရတာကိုကိုရိုင်းကကြတော့ကောစုငါမငါပေါ့ငါတကောပီအောင်နောက်ကြီးကလှုပ်တကြတော့ဆုပ်ယုတ်လာဘာလှုပ်ဘာမကိုလှုပ်ရတဲ့တဲ့နဲပပတော့မြတ်ကလှုပ်ကြည့်ဒီလှုပ်မငါကိုကသွားကိုလုံးမိတာကိုကငါလာဆိုပြန်တော့လဲဟုတ်တော့ဟုတ်လူပဲကဲတဲ့လှုပ်ပြီးနေတာကငါကိုတိုင်လာပြန်တော့တော်လည်းတွေ့ကိုဟာနဲ့ကိုတော့ဟုတ်နေအဲ့လိုမျိုးပေါ့ပြောလို့မျိုးပဲဘာလို့လဲဆိုတော့တော့လေထွက်နေတာတယောက်တည်းပေမှာတယောက်တည်းနဲချက်ပေါ့ရောတော့ပေါ့လို့မျိုးပဲတဲ့တူလူကတော့ထားတယ်ဆွဲတဲ့ဘဲနဲ့တဲ့မဲကိုတူတော့လားဘယ်လိုမျိုးလဲဆိုတော့ကအဲ့လိုမျိုးပေါ့ကွာဘယ်လိုမျိုးလဲဆိုတော့ကအဲ့လိုမျိုးပေါ့ကွာ